ဥပဒေစံကျင်သောအလုပ်ရှင်များကိုသတိပေးချက်အလုပ်လုပ်ခွင့်မရှိသောနိုင်ငံခြားသားများကိုအလုပ်ခန့်ပါကအလုပ်သမားတစ်ယောက်ကိုဘတ်တစ်သိန်းထိဒဏ်ကြေးပေးဆောင်ရမည်အကယ်နောက်ထပ်ကျူးလွန်ပါကတစ်နှစ်အထက်ထောင်ဒဏ်ကြခြင်းသို့မဟုတ်ဘတ်ငါတောင်းမှဘတ်နှစ်သိန်းထိပေးဆောင်ရမည်သို့မဟုတ်ထောင်ဒဏ်ငွေဒဏ်နှစ်ခုစလုံးကြသည့်နိုင်မည်ထို့နောက်တရားရုံးအမိန့်ချမှတ်သည့်နေ့မှအလုပ်ရှင်များအားနိုင်ငံခြားအလုပ်သမားများကိုအလုပ်ခံခြင်းကို3နှစ်ပိတ်ပင်ပါမည်နိုင်ငံခြားသားအလုပ်သမားများအလုပ်လုပ်ခွင့်မရှိဘဲအလုပ်လုပ်ပါကဘတ်ငါထောင်မှဘတ်9000ထိဒဏ်ကြေးပေးဆောင်ခြင်းနှင့်မိမိနိုင်ငံသို့ပြန်ပို့ခံရမည်ထို့အပြင်ပြစ်ဒဏ်ကျခံသည့်နေ့မှအလုပ်လုပ်ခြင်းကို2နှစ်ပိတ်ပင်ခံရမည်